နေ့တိုင်းမင်းနေဖြေနေကြဒီမေကွန်းနဲ့အဖြေလေးတွေကို English လို့ဘယ်လိုပြောရမလဲဆိုတာကိုဒီနေ့ဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်တူတူကြည့်ရအောင်စားပြီးပြီလား Have you eaten yet Have you eaten yet မစားရသေးဘူးအခုပဲစားတော့မလို့ Not yet I'm about to eat Not yet I'm about to eat စားပြီးပြီခုနလေးတွေနဲ့စားလိုက်တာ Yeah I ate a little while ago Yeah, I ate a little while ago. ဒုတိယမိကုံးလေးอ่ะသွားဖို့အဆင်သင့်ဖြစ်ပြီလား Are you ready to go? Are you ready to go? အဆင်သင့်ဖြစ်ပြီဆင်သင့်မယ် Yeah, I'm all set. Yeah, I'm all set. ခဏလေးစောင့်ငါပြီးကနေပြီ Wait a sec. I'm nearly done. Wait a sec. I'm nearly done အတော့ဝင်မယ်လို့ယုံကြည်ပါတယ်ဒီချက်ပိုကောင်းတဲ့သင်ခန်းစာလေးတွေအတွက်ဒီချက် page messenger မှာသင်တန်းလေးတွေလာရောက်စုံစမ်းပြီးတော့အနှံလို့ရပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ bye bye